္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမနွယ်နီကန်ဝင်းနဲ့ဆီယာမကေတီကန်ဝင်းတို့ရေးသားထားတဲ့တီတီပြောတဲ့စွမ်းအားပြည့်ပုံမြင်များစာအုပ်ထဲကရေသူမာလေးမာယာရဲ့အကြောင်းကိုမမကပြောပြပေးသွားပါမယ်ဒီကြောင်းလေးကိုတော့ကာတွန်းတီဟစကန်တစ်ကတရုပ်ဖော်ပြထားတာပဲဖြစ်ပါတယ်ရေသူမာလေးမာယာဟိုးရှိတုန်းကရေအောက်တိုင်မြေတစ်ခုကဘရင်ကြီးမှာသမီး၃ယောက်ရှိတယ်သမီးအကြီးဆုံးရေသူမလေးတီဝီဟာစစ်တိုက်တဲ့နေရာမှာထူးချွန်နေသူကဘရင်ကြီးအားထားရတဲ့စစ်သူကြီးပေါ့ကွယ်သမီးလိုက်ရေသူမလေးစင်ဒီကတော့အနုပညာမှာတော်တယ်စင်ဒီလေးတီးမောက်ကခုံလိုက်တဲ့အခါတိတ်ကိုသားရလှပလွန်းလို့တိုင်းသူပြည်သားတွေကစင်ဒီကိုအသေးဆွဲချစ်ခင်ကြတယ်သမီးငယ်ဆုံးရေသူမလေးမာယာကတော့စာပေလေ့လာတတ်တဲ့ပညာရှိလေးပေါ့ကွယ်လိမ္မာရင်ကြီးတဲ့မာယာကိုနန်းတော်တွေကလူတွေကရောပြည်သူတွေကပါလေးစားချစ်ခင်ကြတယ်။တနေ့တော့ဘရင်ကြီးဟာနေထိုင်မကောင်းဖြစ်တဲ့ဒီတော့သူမရှိတဲ့အခါသူ့ရဲ့အယရာကိုဆက်ခံဖို့ဘယ်သမီးတော်ကိုရွေးချယ်ရမလဲလို့တွေးမိတာပေါ့။ဒါပေမဲ့ဘသူ့ကိုရွေးရမလဲလို့ဘရင်ကြီးလည်းမဆုံးဖြတ်နိုင်ဘူး။ဒီတော့အမတ်တွေကသူတို့ရေအောက်တိုင်းပြည်ကိုမကြာခဏရန်လာရှာတတ်တဲ့ရေပွဲကြီးကိုတတ်နိုင်တဲ့သူကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းတဲ့နယ်လို့ဝိုင်းမိအကြံပေးကြတယ်။အဲ့ဒီရေပွဲကြီးမှာစွမ်းအားရှိတဲ့ဘေးကင်းရန်ကင်းပလဲလုံးကြီးတစ်လုံးရှိတယ်။သူကအဲ့ဒီပလဲလုံးကြီးကိုဗစတဲ့ငုံနာတာမို့ဘသူကမှသူ့ကိုမတတ်နိုင်ဘူးဖြစ်နေတာပေါ့။ရေသူမလေးတွေလည်းရေအောက်တိုင်းသူပြည်သားတွေကိုလာလာနှိမ့်ဆက်နေတဲ့ရေပွဲကြီးကိုနှိမ်နှင်းပေးကျင်ကြတယ်။ဒီတော့မာယာကအမတော်တွေကိုသူ့မှာအကြံရှိကြောင်းပြောပြလိုက်တယ်။ဒီလိုနဲ့ရေသူမလေးမာယာပြောပြတဲ့အတိုင်းရေသူမလေးစင်ဒီဟာသူ့ရဲ့စောင်းကိုယူပြီးရေပွဲကြီးနေတဲ့ဂူပေါက်ကမှာသွားတိလိုက်တယ်။တာယာတဲ့စောင်းတန်ကြတော့ခေါင်းထုတ်ကြည့်လာတဲ့ရေပွဲရဲ့မျက်နှာကိုရေသူမလေးမာယာကနှာချေမှုန့်နေတဲ့ဖျန်းလိုက်တဲ့ရေပွဲကြီးနှာမွန်ပြီးဟတ်ချိုးဆိုပြီးနှာချီလိုက်တော့သူငုံထားတဲ့ဘေးကင်းရန်ကင်းပလဲလုံးကြီးကသူ့ပစက်ထဲကနေအပြင်ကိုထွက်ကျသွားတယ်။ပလဲလုံးကြီးမရှိတဲ့အခါအကာကွယ်မဲ့သွားတဲ့ရေပွဲကြီးကိုရေသူမလေးတီဝီကအမြန်တိုက်ခိုက်နှင်နှင်းလိုက်တယ်။ဒီလိုရေပွဲကြီးရန်ကလွတ်သွားတဲ့အခါပြည်သူတွေနဲ့ဘရင်ကြီးဟာရေသူမလေးမာယာရဲ့အကြံကြောင့်ဒီလိုနှိမ်နှင်းနိုင်တာမို့မာယာကိုဝိုင်းပြီးဘရင်မကြီးလှုပ်ခိုင်းကြတယ်။ဒါပေမဲ့မာယာကတော့ညီမ၃ယောက်စလုံးရဲ့စွမ်းရည်ကြောင့်ရေပွဲကြီးကိုအနိုင်ရတာမို့တိုင်းပြည်ကိုညီမ၃ယောက်တူတူအုပ်ချုပ်ရင်ပုံမသားရလှပတဲ့ရေအောက်တိုင်းပြည်ကြီးဖြစ်အောင်ကြိုးစားသွားပါမယ်လို့ပြောလိုက်တယ်။ကဲဒီနေ့မှာတော့တမီတို့ကိုရေသူမလေးမာယာပုံမြင်အကြောင်းကိုမမကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေကိုအများကြီးပြပြပေးသွားအောင်မလို့မမတို့ရဲ့ YouTube Channel လေးကို Subscribe လုပ်သွားပေးအောင်နော်။ Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်။